အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဘာဘာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့နှိမ့်စဉ်ဘဝမှာမရှိမဖြစ်အသုံးပြုနေတဲ့စိတ်ပိုင်းတစ်ခုဖြစ်လာတဲ့ဘက်ထရီရဲ့အကြောင်းဖြစ်ပါတယ်ဘက်ထရီအသုံးပြုတဲ့နောက်ကရဆိုးကျိုးအန္တရာယ်တွေဘယ်လိုမျိုးကာကွယ်ရမလဲဘယ်လိုမျိုးစနစ်တကျအသုံးပြုသင့်တယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတဲ့ပြင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်အခုဆိုရင်တော့ဖြင့်ကျွန်တော်တို့ရဲ့နေ့စဉ်ပေါ်မှာဘက်ထရီတွေဆိုတာမရှိမဖြစ်အစိပ်ပိုင်းတစ်ခုဖြစ်လာပါပြီ။မိုဘိုင်းဖုန်းကနေပြီးတော့ကားအထိအဝတ်ထင်းခလုတ်ကနေပြီးတော့ခလေးကစားစရာအထိဘက်ထရီတွေကကျွန်တော်တို့ရဲ့ကမ္ဘာကိုလက်ပတ်စီပါဒီလိုအရာတွေရဲ့နောက်ကမှာတိတ်တိတ်စိတ်အန္တရာယ်တစ်ခုပုံရှုနေတယ်ဆိုတာကိုသင်သိပါသလားအချိန်ကြာလာတာနဲ့အမျှဘက်ထရီတွေကအားမဝင်တော့ပဲအသုံးမပြုနိုင်တော့ပါဘူးဒီလိုခါမှာကျွန်တော်တို့အများစုကဘာလုပ်လို့ရှိတယ်လဲလူအများစုကတော့အမိုက်ပုံတွေကိုစွန့်ပစ်လိုက်ကြတာများပါတယ်ဒါဟာအင်ပီတန်မှားနေတဲ့လူတွေတခုပါဘာကြောင့်လဲဆိုတော့ဘက်ထရီအဟောင်းတွေမှာတက်တူအမျိုးမျိုးနဲ့ဓာတ်ပစ္စည်းတွေပါဝင်နေလို့ပါပဲဘက်ထရီအဟောင်းတွေကစွန့်ပစ်လိုက်လို့မြေကြီးတွေရောက်သွားတဲ့အခါမှာတော့အပြင်အခွန်တွေကတဖြည်းဖြည်းနဲ့ပျက်စီးသွားပါတယ်ဒီအခါမှာဘက်ထရီထဲမှာပါတဲ့ခဲပြတာကမီယန်နဲ့လီသီယမ်တို့လိုအနေရှိတဲ့တက်တူတွေနဲ့ဓာတ်ပစ္စည်းတွေကမြေတီလွှာတွေကိုစိတ်ဝင်သွားပါတယ်ဒီလိုစိတ်ဝင်သွားတဲ့ဓာတ်ပစ္စည်းတွေကအပင်တွေကိုထိခိုက်စေနေတယ်လို့ကျွန်တော်တို့ရဲ့စားနပ်ရိက္ခာစက်ဝင်းတွေကိုလက်ပတ်ရောက်ရှိလာနိုင်ပါတယ်ဒါအပြင်မိုးရွာတဲ့အခါမှာလည်းဓာတ်ပစ္စည်းတွေကမြေအောက်ရေနဲ့အခြားရေအရင်းမြစ်တွေကိုညဉ့်ညမ်းစေနိုင်ပါတယ်။ညဉ့်ညမ်းသွားတဲ့မြေစီလောကနေတဆင့်ဒါမှမဟုတ်ညဉ့်ညမ်းတဲ့ရေကိုတောက်သုံးမိခြင်းအဖြစ်အန္တရာယ်ရှိတဲ့သတ္တုတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုရောက်ရှိလာနိုင်ပါတယ်။အဆိုးဆုံးအနေနဲ့ကတော့ခဲစိတ်တင်ခြင်းဖြစ်လာနိုင်ပါတယ်။ဒါအပြင်ဦးနှောက်နဲ့အာရုံကြောစနစ်ကိုလည်းထိခိုက်စေနိုင်ပြီးကလေးငယ်တွေမှာဆိုပုံမခံစားရနိုင်ပါတယ်။ဗတိမှာပါတဲ့ကမီယန်ကတော့အယိုးတွေကိုအားနည်းစေပြီးကြောက်ကက်ကိုပျက်စီးစေနိုင်ပါတယ်ဒီလိုမျိုးဆိုးကျိုးတွေရှိသလိုသတင်းကောင်းတစ်ခုလည်းရှိပါတယ်ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ထရီတွေကိုစနစ်တကျအစွန့်ပြဖို့ပါပထမဆုံးအနေနဲ့ကတော့သင်ကဘက်ထရီတွေကိုတာမန်အမှတ်ပုံတွေကိုလုံးဝမထည့်ပါနဲ့ဒုတိယအနေနဲ့သင်အနီးနားမှာရှိတဲ့ဘက်ထရီပြပြဆိုင်တွေကိုတော့ပြလို့ရပါတယ်ကျွန်တော်တတိယတစ်ချက်အနေနဲ့ကတော့ပြန်လည်အားသွင်းအသုံးပြုလို့ရနိုင်တယ်လီသီယမ်အိုင်ယွန်းတို့လိုဘက်ထရီတွေကိုအသုံးပြုခြင်းအပြင်ဘက်ထရီအသစ်တွေထပ်ဝယ်နေတာကိုလည်းရှော့ချပေးနိုင်တယ်လို့ဘက်ထရီအဟောင်းတွေဖြစ်ပေါ်မှုကိုလည်းပဲတားဆီးပေးနိုင်ပါတယ်ဒီဘက်ထရီအဟောင်းတွေကိုစနစ်တကျစွန့်ပစ်ခြင်းဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုကာကွယ်ဖို့နဲ့ကျန်းမာရေးကိုစောင့်ရှောက်ဖို့အတွက်အရေးကြီးတဲ့လုပ်ရတစ်ခုဖြစ်ပါတယ်သင်ငယ်တယ်လို့ထင်ရတယ်ပဲဒီလုပ်ရခုချင်းစီဟာကျွန်တော်တို့ရဲ့ကဘာကြီးအတွက်ကြီးမားတဲ့အပြောင်းအလဲဖြစ်စေနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်